Okay စီးပင်တွေကိုရှောင်းမယ်ကိုတို့စီးကိုင်းနေကြနေတယ် Okay စီးပင်တွေကြောင်းရင်ထက်ပြောင်းဝင်မယ်တွေ့ရရဲ့ break ရဲ့စီးပါတယ်။နာနေရဒီယာနဲ့တင်ပေးနေတာ။ Okay သွားမယ်ကိုတို့တက်မယ်။ဒါပဲ။ကိုမယ်ဗျာ။အေးစေတက်တော်နေရ white chat ။မနဲ့ white chat ကို very good ပတိမနဲ့ပါ safe ပဲ။ Okay ခေါင်းတင်သိမ်းမယ် sweet မိုက်တယ်ကိုမယ်။ထပ်ပွင့်။ဘယ်လိုညာဦးပဲ။ Okay ကိုတို့မောင်းနေတာဒီစာလုံးစ first day မှာ number 1 gear နဲ့ပဲမောင်းတယ်နော် okay ပြီးရင် number 2 gear နဲ့လာတော့မယ်ကိုတို့ number 1 gear နဲ့မှsteering နိုင်နေအောင်လေ့ကျင့်ပေးနေတာ plan နိုင်နေအောင်နော်ဒါဒီပိုင်သွားတော့မကိုတို့ number 2 3 4တွေက chain လို့အဆင်ပြေမှာ okay ဒါအောင်နိုင်အောင်လို့ဒီ process ကိုလုံးဝချိန်မြတ်နေအောင်လို့တိတ်ရေးကြည့်ပါနဲ့အဲ့ plan နဲ့မောင်းနေကြ okay သွားမယ်စက်ကတော့လုံးဝမသေးဘူးဗျာဟုတ်တယ်ကောင်းတယ်နော်ဒါကိုယ့်ရဲ့efficiency ပဲเนาะစက်လုံးဝမသေးသေးဘူးတိတ်မသေးဘူးပြီးလို့ရှိရင် steering လှည့်လာလဲ very good ဖြစ်နေတယ်เนาะ okay ဒီကနေကြောင်းမယ်ကွာ okay ဒီပါလေးပါလေးပုတ်တက်လေးကိုပုတ်ရတာပေါ့ very good သွားမယ်ဟုတ်ပြီ okay ပေါ့မှာကြည့် okay ဒါ number 2နဲ့မောင်းနေပြီရှေ့မှာ number 1ဘယ်လိုချိန်နေကြည့်မယ် okay ဟုတ်ပြီကွာ okay ဒီကပ်လေးနေရပါ number 1ချိန်ပြီ okay ဒါပဲ very good ဒါကလည်းကြွေးချတယ်ရှင်းကောဒါပဲကဲကောင်းတယ်တော့ရင်ထဲတာအောင်ဆုံးကြောတယ်ဒီnumber 2လို့ချိန်နေကြည့်မယ်ဒီနေရာ okay ကိုစားအဲ့ဒါလည်းလောက်နိုင်သွားပြီအဲ့ဒါကိုလည်းဟုတ်ဘယ်ကိုလည်းနိုင်သွားပြီအရှင်လည်းတော်တိနေဟာမိုင်းနေကွာဒီမှာဒီ1လေ့ကျင့်ပြီးဒီ1တော့ဖြစ်တယ်နိုင်ပိုင်းပေါ့နော်လေ့ကျင့်ပြီးတကားလားကျွန်တော် manual gear ကိုင်းနဲ့ညီမကို square ခိုင်းလိုက်ပါပြီ gear အချိန်တွေမှာကျွန်တော်သင်ပေးလိုက်ပြီကြည့်ပါမင်းကလေးမောင်းနေတာပါ okay number 1 gear ဘယ်လိုချိန်ရလဲ club ဘယ်လိုထိန်းရလဲ number 2ဘယ်လိုချိန်ရလဲဆိုတာသင်ပေးလိုက်ပါပြီကဲသွားနေပြီဒါဒီ function သူ number 1 function နဲ့သူသွားနေတာနော်number 2 function သူထိုးတော့မတောင်းနေကြလို့ရှင် okay okay ကားလေးတစ်စီးရှိတော့သူနည်းနည်းလေး excite ဖြစ်သွားတာခုနကကွင်းထဲမှာကျွန်တော် special run နေတာ okay ကြည့်လောက်နေပြီကျွန်တော်မပါတဲ့ bike ကိုကျွန်တော်ပေးတာနော်လူတွေရဲ့ confidence level ကိုတက်သွားအောင်ကျွန်တော်ပေးတာပါကျွန်တော်မပါတဲ့ bike ကို number 2 ချိန်လိုက်ပြီးတွေ့လိုက်တယ်ဒါပဲနော် plastic blowing industry ကညီမတယောက်ပါသူတို့ရဲ့လုပ်ငန်းလေးတစ်ခုလုံးလိုတယ်ဆိုလို့ကားလေးနဲ့သူ find တာပေါ့နော် okay တဲ့နေပြီကော very good number 1 gear ချိန်နဲ့သူသွားနေဒါကခုံတော့မဟုတ်ဘူးနော်သိတာဘူးကိုကြော့ပါဗျာ okay number 2ထိုးလိုက်ပြီဒါသိလိုက်တယ် number 2ကိုပြီ number 2လေးနဲ့လောမှနေပြီနော်လက်တွေရောအသိန်းတွေရောအဆောင်တွေရော very good ပါဗျာကဲမနီယာ gear ကားလည်းသင်ပေးတယ်နော်ကျွန်တော်စီယာကားတော့မဟုတ်ဘူးကို့မှာကားရှိရင်ကျွန်တော်သင်ပါတယ်ဟုတ်ကဲ့ပါအဆင်ပြေနေပြီ very good